အားလုံးမင်္ဂလာပါခုဟိုပါပေါ့နိုင်ငံကျော်သွဲတဲ့ပိုင်ရှင်ဦးစန်းဝင်းဒေါ်ဝင်းမှာနောက်လာ BOD အဖွဲ့ဝင်များနဲ့ဟိုပါ2024ခု2025ခုနှစ်မှာပေါ့အခက်အခဲများစွာနဲ့ဟိုပါပေါ့ဘောနဲ့ပေးတဲ့အတွက်ဟိုပါဝန်ထမ်းများအားလုံးရဲ့ကိုစားပေါ့နော်ဒီသွဲတဲ့နိုင်ငံကျော်သွဲတဲ့ပိုင်ရှင်မိသားစုအားလုံးကိုကျေးဇူးတင်ကြောင်းဝန်ထမ်းတွေရဲ့ကိုစားကျေးဇူးတင်ကြောင်းပြောကြားလိုပါတယ်ခင်ဗျာဆိုတဲ့ကိုလည်းဒီတဲ့အောင်မြင်အောင်ကျွန်တော်တို့ဝန်ထမ်းအားလုံးကလည်းစူးစမ်းတော်မယ့်အကြောင်းကိုထပ်လောင်းပြောကြားလိုပါတယ်ဟုတ်ကဲ့ပါအခုလိုမျိုးဒါဝန်ထမ်းအားလုံးရဲ့ကိုစားအမတ်တရကျေးဇူးတင်စကားပြောကြားပေးသွားတဲ့အတွက်ကျမတို့ဦးအောင်ငယ်ကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ရှင်ဟုတ်ကဲ့ဆက်လက်ပြီးတော့ကျမတို့ဒါအမတ်တရကျေးဇူးတင်စကားလေးတွေထပ်ပြီးတော့ပြောချင်တဲ့ကျမတို့ရဲ့ဒါပေါ့နော်နိုင်ငံကျော်ဇွဲထက်မှာတာဝန်ရှိသူလူကြီးမင်းတွေလည်းရှိပါသေးတယ်ရှင်ဒါဆက်လက်ပြီးတော့ကျမတို့ဝန်ထမ်းများအားလုံးရဲ့ကိုစားကျေးဇူးတင်စကားပြောကြားပေးပါရန် Deputy Director မဆန္နာမြင့်အားချစ်ခင်စွာဖြင့်စင်မြင့်ထက်သူဖိတ်ခေါ်အပ်ပါတယ်ရှင်အားလုံးပဲမင်္ဂလာပါရှင်ဟုတ်ပထမဦးအနေနဲ့ပေါ့နော်ဒီလိုအခက်အခဲကာလမှာဝန်ထမ်းတွေပေါ်ကိုဒီဘောနဲ့ပေးပေးကြီးကိုကြီးမားမားလုပ်ပေးရတဲ့အတွက်တကယ်ကိုကျေးဇူးအများကြီးတင်ပါတယ်နောက်တစ်ခုကကြတော့ဒီဘောနဲ့ပေးပေးကြီးကိုပေါ့နော်အဓိကတော့ညီမတို့စိတ်တိုင်းကြားဝန်ထမ်းတွေစိတ်တိုင်းကြားလုပ်ပြီးရဲ့ BOD အဖွဲ့ဝင်တွေတကယ်ကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်ပြီးရင်ဒီဇွဲတက်တစ်ချောက်မှာပေါ့နော်ဇွဲတက်အောင်မြင်တဲ့တောက်လျှောက်မှာအသီးပွင့်တွေကိုဇွဲတက်ပိုင်ရှင်တွေမခံစားရဘဲနဲ့ဝန်ထမ်းတွေကိုပါမျှဝေခံစားပြီးတော့တိုးတက်အောင်ပေါ့နော်လက်တွဲခေါ်ပေးရအောင်လဲတကယ်ကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်ညီမတို့ခုလက်ရှိပေါ့နော်ညီမဒီလောက်လာရဲ့တောက်လျှောက်ပါနော်ခု BOD အဖွဲ့ဝင်တွေဆိုရင်ညီမတို့ခေါင်းဆောင်တွေအပါအဝင်ဒီအောက်ကဝန်ထမ်းတွေအကုန်လုံးထီကိုမောင်နှမလို့ရောမိသားစုအစုဝင်လို့ရောအဓိကတငယ်ချင်းလို့ရောပေါ့နော်တရင်တနည်းနဲ့လောက်ကင်တဲ့နေရာမှာတင်ယူပေးတယ်လက်တွဲခေါ်ပေးတယ်ကျေးဇူးအများကြီးတင်ပါတယ်ဒီထက်ပို့ပြီးတော့ပေါ့နော်အမားအပါဝင်ပေါ့နော်ဒီမှာရှိရဲ့ဝန်ထမ်းတွေအားလုံးပေါ့နော်ဇွဲတက်ကိုဒီထက်ပို့ပြီးကောင်းမွန်အောင်အောင်မြင်အောင်ရေရှည်ပေါ့နော်နှစ်အကြာကြီးဒီလက်တွဲပြီးတော့လောက်တာမဲ့လို့လည်းပြောပြပါရဲ့ရှင်ကျေးဇူးအများကြီးတင်ပါတယ်ရှင်ဟုတ်ကဲ့အခုလိုမျိုးအမတ်တရားယနေ့ကလာတဲ့ကျေးဇူးတင်စကားကိုဝန်ထမ်းများအားလုံးရဲ့ကိုစားပြောပြပေးသွားတဲ့အတွက်ကျမတို့ Deputy Director မဆန္ဒမြင့်ကိုကျေးဇူးတူပဲတင်ရှိပါတယ်ရှင်ဟုတ်ကဲ့ဆက်လက်ပြီးတော့ဒါကျမတို့ဒါဝန်ထမ်းမိတ်ဆွေညီကောင်မောင်နှမတွေအားလုံးရဲ့ကိုစားအမတ်တရားကျေးဇူးတင်စကားဆက်လက်ပြီးတော့ပြောကြားပေးသွားမယ့်အစီအစဉ်ရှိပါသေးတယ်ဒီစီစဉ်အတွက်စင်မြင့်ထက်သို့ချစ်ခင်လေးစားစွာဖိတ်ခေါ်ပေးရစီရှင်နိုင်ငံကျော်ဇွဲထက်မှာလက်ရှိတာဝန်ယူထားတဲ့တာဝန်ထမ်းဆောင်နေတဲ့ကျမတို့ Assistant Director ကျမတို့မနီလာအေအားစင်မြင့်ထက်သို့လေးစားစွာဖိတ်ခေါ်ပါရရှင်အားလုံးပဲမင်္ဂလာပါရှင်ပထမဦးဆုံးပြောချင်တာကတော့ဗောနော်ခုလိုမျိုးခက်ခဲကာလမှာဝန်ထမ်းတွေဒီနေ့တာပြောပန်းဟိုပါဗောပင်ပန်းကတ်သမျှတွေကိုပျော်ရွှင်မှုဟိုဖြစ်အောင်လို့ခုလိုမျိုးဘောနဲ့ဝေးပွဲကိုစီစဉ်ပြီးရတဲ့ဒီဥက္ခရာနဲ့ဒီဥက္ခရာနဲ့တကွာဗောနော် BOD အားလုံးလည်းကျေးဇူးအများကြီးတင်ပါတယ်ရှင်နောက်တစ်ခါကျတော့ဗောနော်အခုဒီဇွဲထက်မှာတာဝန်ထမ်းဆောင်ရတဲ့ကာလတစ်ခုမှာဗောဒီဇွဲထက်ကောင်းကျိုးအတွက်တင်မဟုတ်ပဲဝန်ထမ်းတွေရဲ့တိုးတက်မှုဝန်ထမ်းတွေရဲ့ဘဝအာမခံချက်ရှိအောင်ဟိုအမြဲတမ်းကြည်ပေးခဲ့တဲ့ပေါ့နော်ဒီဇွဲထက်မိသားစုဝင်အားလုံးကိုလည်းဝန်ထမ်းတွေကိုစားကျေးဇူးတင်ပါတယ်လို့ပြောချင်ပါတယ်ရှင်။နောက်ပြီးတော့ဒီဝန်ထမ်းတွေကိုလည်းပေါ့နော်ဝန်ထမ်းတွေအားလုံးကိုလည်းကျေးဇူးတင်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့အခုလိုမျိုးဇွဲထက်ကြီးမြန်မာနိုင်ငံမှာအောင်မြင်ဆုံးဖြစ်အောင်လို့အားလုံးဒီလုံရင်းကိုင်ရင်းနဲ့စိတ်နှောက်ယှက်တွေဖြစ်တာရှိရယ်ဖိအားပေးတာတွေရှိရယ်အဲ့ဒါတွေကိုမညှိုးမငြိမ်မဲနဲ့ဒီအကြီးရည်နဲ့အတူတူလိုက်ပါဆောင်ရွက်ပေးရတဲ့အတွက်လည်းဝန်ထမ်းအားလုံးကိုလည်းကျေးဇူးတင်ပါတယ်အားလုံးဒီအခုလိုမျိုးပွဲကြီးကိုတခမ်းတနာနဲ့ပြ
ပြုလုပ်ပေးထားတဲ့ဒီ BOD ဒီအကုန်လုံးဝန်ထမ်းတွေစိတ်တိုင်းကြစီစဉ်ပေးတဲ့ခွင့်ပြုပေးတဲ့ BOD ကိုလည်းကျေးဇူးတင်ပါတယ်လို့ပြောချင်ပါတယ်ရှင်ဟုတ်ကဲ့ပါအခုလိုမတ်တရားကျေးဇူးတင်စကားပြောကြပေးသွားတယ်ကျမတို့ Assistant Director မန်နီလာအေးကိုလည်းကျေးဇူးထူးပဲတင်ရှိပါတယ်ရှင်ဟုတ်ကဲ့ကျမတို့အမတ်တရားကျေးဇူးတင်စကားပြောကြဖို့အတွက်နောက်ထပ်တအုပ်ကိုဆက်လက်ဖိတ်ခေါ်သွားမှာဖြစ်ပါတယ်ရှင်ဆက်လက်ပြီးတော့အမတ်တရားကျေးဇူးတင်စကားပြောကြပေးနိုင်ပါရန်ကျမတို့ရဲ့ General Manager မတ်မီမီသက်စွန်အားချစ်ခင်စွာပြင်ဆင်မြင့်ထပ်သူဖိတ်ခေါ်ပါတယ်ရှင်BOD ဖွဲ့ဝင်များနဲ့တက်ရောက်ပေးကြတဲ့ဝန်ထမ်းများအားလုံးမင်္ဂလာပါရှင်ပထမဦးဆုံးအနေနဲ့နိုင်ငံကျော်ဇွဲထက်မှာနိုင်ငံကျော်ဇွဲထက်ကိုစတင်တည်ထောင်တဲ့အကိုကြီးနဲ့မမကြီးကိုဒီစင်မြင့်မော်ကနေပြီးတော့ကျေးဇူးတင်စကားပြောပါတယ်ဂါရဝလည်းပြုပါတယ်ရှင်နိုင်ငံကျော်ဇွဲထက်ရဲ့ဝန်ထမ်းဖြစ်ရတာအရန်ဂုဏ်ယူပါတယ်တခုခုဆိုလို့ရှိရင်လုပ်ငန်းနဲ့ပတ်သက်ပြီးတခုခုဆိုလို့ရှိရင်လည်းတင်ပြပေးတယ်တိုင်မြင်နေပေါ့နော်အဲ့တော့ကြာဇွဲထက်မှာအလုပ်လုပ်ရတာအရန်ပျော်ရွှင်ပါတယ်အရန်လဲဂုဏ်ယူမိပါတယ်ရှင်ဒီနှစ်ကတော့2024 2025ဝန်ထမ်းအားလုံးပေါ့နော်ဘောနက်ပေးပွဲအစီအစဉ်ကိုကျင်းပပေးတယ်အခါတိုင်းနှစ်တွေလည်းကျင်းပပေးတယ်တစ်နှစ်နဲ့တစ်နှစ်မတူအောင်စီစဉ်တွေပြုလုပ်ပေးရပေါ့နော်ဒီနှစ်မှာတော့ event ပွဲလေးကိုထည့်ပေးရတဲ့အတိုင်းမသိဝမ်းသာပါတယ်ရှင်နောက်တစ်ခုကအခုနောက်ဆုံးပေါ့နော်ဝင်နေတဲ့ဝန်ထမ်းအစ်စ်မောင်လေးညီမလေးများကိုလည်းပေါ့နော်ဒီဇွဲထက်ကပျော်ရွှင်စရာရဝင်းဖြစ်တာဖြစ်တဲ့အတွက်ဒီထက်မကပို့ပြီးတော့စူးစမ်းပြီးတော့လောက်ကင်ကြဖို့လည်းစင်မြင့်မော်နေပြီးတော့တိုက်တွန်းချင်ပါတယ်ရှင်ဝန်ထမ်းအားလုံးကိုသာကျေးဇူးတင်စကားပြောခိုင်းတဲ့အတွက် BOD ဖွဲ့ဝင်များကိုလည်းကျေးဇူးထူးပဲတင်ရှိပါရှင်ဟုတ်ကဲ့ပါအခုလိုပြောပြပေးသွားတယ်ကျမတို့ General Manager မမီသက်စုံကိုလည်းကျေးဇူးထူးပဲတင်ပါတယ်ရှင်အဲ့တော့အခုစင်မြင့်ထက်မှာပြောသွားတယ်လူကြီးမင်းတွေအားလုံးရဲ့စကားတဲ့ဟာကျမတို့ဇွဲထက်ဝန်ထမ်းမော်နော်ကျမတို့ညီကိုမောင်နှမတွေအားလုံးရဲ့ယနေ့ရစကားတဲ့နေ့ဖြစ်ပါတယ်ကိုစားပြောကြပေးသွားတယ်ကျမတို့ရဲ့ဒါစင်မြင့်ထက်မှာပြောကြပေးသွားတယ်လူကြီးမင်းအသီးသီးကိုလည်းကျေးဇူးထူးပဲတင်ရှိပါကြောင်းဆက်လက်ပြီးတော့ပြောပြချင်ပါတယ်ရှင်โอเคအဲ့တော့နောက်ထပ်အစီအစဉ်လေးကိုဆက်လိုက်ကြရအောင်ခုနကတော့ဆုမပြောသွားတယ်လीနော်Media and Supporting Department ကဝန်ထမ်းကြီးကိုမောင်နှမတွေရဲ့ဖြောပြအစီအစဉ်တွေရှိတယ်ဆိုပြီးတော့ပြောသွားတယ်ဆိုတော့ကဲဘိုင်လေးလည်းနည်းနည်းလေးနေပြီဆိုတော့နည်းနည်းလေးပြန်ပြီးတော့လှုပ်ရမယ်စင်ပေါ်မှာလှုပ်ရမယ်စင်ပေါ်မှာလည်းလှုပ်ရမယ်အောက်မှာလည်းနည်းနည်းဘိုက်လေးခြောင်သွားအောင်နည်းနည်းလေးလှုပ်ရမယ်နော်အဲ့တော့ဒီ season ကတော့ကျမတို့နိုင်ငံကျော်ဇွဲထက်စိန်ရွှေရတနာဆိုင်ကြီးရဲ့ Media and Supporting Department ရဲ့ဝန်ထမ်းညီကိုမောင်နှမတွေကနေပြီးတော့အမိုက်စားပြကွက်တွေနဲ့ကပြဖြောပြသားမှာဖြစ်ပါရဲ့ရှင်ဖြောပြတင်ဆက်ပေးဖို့အတွက် Media and Supporting Department Dancer ဘွဲကိုဖိတ်ခေါ်ပါရဲ့ရှင်불을 지르며 심장을 태워 널 미치게 하고 싶어 아직 Yeah we feel like this 모두 다 같이 저 맞은 것처럼 Bang 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 자포자마라 자포자마 자포자마라 자포자마 오늘 밤 깨장보자 자깨장보 오늘 밤 깨장보자 바야 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 제일 잘 나가
Oppan Gangnam Style Gangnam Style Oppan Gangnam Style Gangnam Style Oppan Gangnam Style Hey sexy lady Oppan Gangnam Style Hey sexy lady Oppan Gangnam Styleဟုတ်ကဲ့ကဲအမိုက်စားဖြောပြသွားတဲ့ကျမတို့ရဲ့မောင်လေးညီမလေးတွေကိုကျေးဇူးများကြီးတင်ပါတယ် MCD တစ်ခေါက်အရှိရနေတတ်ပါတယ်ဆိုတော့ဒီမှာရှိတဲ့မောင်လေးညီမလေးအတွက်လည်းအမှတ်တရဂုဏ်ပြုစုလေးချီးမြှင့်ပေးဖို့ရှိပါတယ်ရှင်စင်းရဲ့အလဲလေးကိုကြားခဲ့ပေးပါအဲ့တော့ကျမတို့ရဲ့ BOD နှစ်ဦးဖြစ်တဲ့မမချောချောလေးဖြစ်တဲ့မဖြိုးနဲ့မထက်ကိုချစ်ခင်စွာဖြစ်နောက်တစ်ခေါက်စင်းမြင့်ထက်တို့ထပ်မံပြီးဖိတ်ခေါ်ပေးရစီတစ်ဆက်တည်းမှာပဲပြီးရင်နောက်ထပ် surprise season လေးလည်းရှိသေးရဆိုတော့ကျမတို့ရဲ့ BOD ညီမချောချောလေးနှစ်ယောက်ကိုစိတ်ပေါ်မှာတင်ထားပါမယ်လောလောဆယ်တော့ No, I don't take shit. I got no love for the fakeness. If you wanna play tough and wanna hate this, I'll always show up. I don't ever slow up. No, I don't take shit. I got no love for the fakeness. If you wanna play tough and ရောရောမနေအကနေရတော့နည်းနည်းကြိုးဆိုလိုက်သေးတာတော့ Okay အဲ့တော့ကျမတို့ရဲ့ချစ်ရတဲ့မိသားစုရဲ့ဝန်ထမ်းကြီးကမောင်နှမတွေအတွက်ဒီဖွဲ့အိတ်တော့ပေါ့နော်အထူးသဖြင့်အမတ်တရဂုဏ်ပြုချီးမြှင့်ငွေ9သိန်းကျပ်တိတိကျပါရဲ့ရှင် Congratulations နော် against people who patent it. Being negative when you should be getting after it. I got facts over tracks, this and that, spitting slow, spitting fast. I could roast, I could gas, think I'm okay at last, but I don't know if that can erase all the past and the pettiness. Congratulations ပါအဲ့တော့ Hilarious, you think you're worth my time, you're delirious, mysterious because you are behind. Okay အဲ့တော့မောင်လေးညီမလေးကျေးဇူးများကြီးတင်ပါတယ်ရှင်နေရာပြန်ယူနိုင်ပါကျမတို့ရဲ့ညီမလှလှလေးကတော့စင်မမခဏလောက်ဆက်ပြီးတော့နေပေးပါအထူး season လေးတစ်ခုကိုကြီးညာစရာရှိပါတယ်ရှင် Ladies and gentlemen attention please Okay ဘာအစီအစဉ်လဲဆိုတာကိုပြောပြပေးသားမှာဖြစ်ပါတယ်ဒီနေ့ညအရန်လာနေကြတယ်เนาะအကုန်လုံးเนาะအရန်လာနေကြတယ်ဆိုတော့ဒီတိုင်းအရန်လာနေကြတယ်ကျမတို့ရဲ့ညီကိုမောင်နှမတွေဒီတိုင်းတော့အိမ်ပြန်မလွတ်လိုက်ချင်ဘူးအိမ်မှာတစ်လတန်သည်နှစ်လတန်သည်သုံးလတန်သည်အဲ့လိုခေါ်ထားဖို့အစီအစဉ်တော့မဟုတ်ပါဘူးဘယ်လိုအစီအစဉ်လဲဆိုတော့ဟောဒီမှာရှိရဲ့ဒီနေ့ညအတွက်တိတ်ကိုလှပနေတဲ့ညီမနှစ်ယောက်ကနေပြီးတော့ဒီထဲမှာကျမတို့ရဲ့ဒီမှာရှိရဲ့တခန်းလုံးထဲမှာရှိရဲ့ဒါအလှပဆုံးပေါ့နော် Fashion Awards ကိုပေးမှာတေးသေးချာချာလေးရွေးထားတယ်တဝိုင်းချင်း line နှုတ်ဆက်နေရအကြောင်းမဲ့တက်မဟုတ်ဘူးကိစ္စရှိပါတယ် Okay Fashion Awards ပေးမယ်သဘောတူလားရှင် Okay Fashion Awards ကိုတော့အဲ့တော့ဒီမှာရှိနေတဲ့မမလှလှနှစ်ယောက်ကနေပြီးတော့ရွေးပေးထားတာဖြစ်ပါတယ်အမျိုးသားထဲမှာတဦးအမျိုးသမီးထဲမှာတဦးနှစ်ဦးတိတိကိုရွေးချယ်ပေးသားမှာဖြစ်ပါတယ်ရှင်အော်ရွေးချယ်မှုမှာတေချာလိုက်ကြည့်လိုက်တဲ့ခါမှာရွေးစရာအရန်ခတ်သွားလား အားလုံးကလှနေကြတော့ပေါ့နော်ရွေးရတာအရန်ခက်ပါတယ်အဲ့ထဲမှာထူးခြားလှတဲ့သူတွေကိုဦးစားပေးပြီးရွေးထားတာဖြစ်ပါတယ် အဲ့တော့ရွေးတဲ့အချိန်မှာပေါ့နော်ကိုယ့်အတွက်အဲ့လိုအခက်အခဲဖြစ်ရတဲ့အမှတ်တရအခိုက်အတန့်လေးရှိလာပေါ့တေချာလေးနှုတ်ဆက်နေတဲ့ဆိုပေမဲ့လည်းကိုကရွေးရလဲရွေးရသေးရဲ့လေနော် BOD ကအဒီအချိန်ထိကိုအလုံးလုံးတာတောက်လျှောက်လုံးဝမနာဘူးဆိုတော့အမှတ်တရအကြောင်းပါလေးပြောပြပါအောင်ရှင် ဒီနေ့အကုန်လုံးကအရန်လာနေပေါ့နော်ရွေးတာတော့တခြားတော့တေးချာလေးတော့ကြည့်ပြီးတော့ရွေးထားတယ်တော်တော်လေးလည်းခက်တယ်ခေါင်းစားသွားဟိုလုံးအကုန်လုံးကလှနေတော့ကြာအကောင်းဆုံးဖြစ်မယ်ထင်တဲ့ဟာကိုရွေးထားပါတယ် Okay အဲ့တော့fashion အကောင်းဆုံးမျိုးသားဝတ်စားစင်ရင်မှုစုအရင်ဆုံးကျင်းထားမှာဖြစ်ပါတယ်အဲ့တော့အကောင်းဆုံးမျိုးသားဝတ်စားအမျိုးသားဝတ်စားစင်ရင်မှုဆို Fashion Awards လုံးဝအဖက်ဖက်ကနေပြီးတော့အကုန်လုံးကိုကြည့်ပြီးတော့ပေးမှာပေါ့နော်ဆိုတော့ရရှိသွားတဲ့သူကတော့စုကိုတစ်ခုလောက်မေးကြတယ်ဒီညာဘက်ချမ်းရလို့ထင်လားဘယ်ဘက်ချမ်းရလို့ထင်လားဆိုတော့မဲခွေဆုံးဖြစ်မှာဖြစ်တဲ့အတွက်စုမရဲ့ဒီညာဘက်အချမ်းကဖြစ်မယ်လို့ထင်ရင်လက်ခုပ်သက်လေးကြားပြရစီဒီဘက်တစ်ချမ်းပဲတီးရုံပဲ Okay thank you ပါ
ဒီဘက်ချမ်းပေါ့ဘယ်ဘက်ချမ်းမှာ spotlight တွေကထိုးနေပြီเนาะအမရှာနေပြီဘသူကဒီနေ့စုအတွက် winner ဖြစ်မလဲရှာနေပြီအရန်ရှာနေပြုံးထားကြเนาะဆိုတော့ဒီဘက်ချမ်းမှာက winner ပေါ်ထွက်လာမယ်တင်နေဆိုရင်လက်ခုပ်တန်ချိန်ထပ်ကြားချင်ပါတယ်အကုန်လုံးကပြန်ပေးနေရစင်ပေါ်မှာတဲ့စုရတာမမ2ယောက်ကတဲ့Okay ဆိုတော့ကျင်းညာပေးပါမယ်ဘယ်ဘက်ချမ်းရလဲပေါ့နော်အဲ့ဒီဘက်ချမ်းတော့လက်ခုပ်တန်အကျဉ်းကြားမယ်ထင်တယ်ကျမတို့အမျိုးသားစုကိုစပြီးတော့ကျင်းညာမှာဖြစ်ပါတယ် Fashion Awards ရရှိသွားတဲ့သူကတော့ကျမတို့ Manager ကိုတန်းစောမြင့် Security Department ဖြစ်ပါတယ်ရှင် Congratulations ဆုလက်ကရယူပေးနိုင်မှရစနစ်ထက်တော့ချစ်ကစားဖြစ်ဖိတ်ခေါ်ပါတယ်ဒီနေ့ညအတွက် Fashion Award ဆုရှင်ဖြစ်ပါတယ်ရှင်မိုက်စာကဝေါတယ်လာမှာမိုက်စာကဝေါတယ် Don't you think it's tricky? We moving slowly, so slowly. I can't wait no more, so hurry, oh hurry. ကဲကျမတို့ရဲ့ဒီကနေ့ပထမဦးဆုံး surprise ဆု Fashion Awards ကိုရရှိသွားတာဖြစ်ပါတယ်ကိုတန်းစောမြင့်ဖြစ်ပါတယ်ရှင် Congratulations ပါရှင်စမြစ်ထက်မှာဆက်လက်ပြီးနေရာယူပေးပါအောင်နော်ကျမတို့အမှတ်တရပြီးနှစ်ယောက်ဒုံတဲ့ပုံလေးလည်းရိုက်ချင်လို့ Okay ဆိုတော့နောက်ထပ်တဆုကိုကျင်းညာမှာဖြစ်ပါတယ်နောက်ထပ်တဆုကျင်းညာမှာဖြစ်ပါတယ်ဒီတစ်ခေါက်ကတော့မျိုးသမီးစုပေါ့နော်ဒီဘက်ကနေစလိုက်မယ်ကျမတို့ဘယ်ဘက်ချမ်းကဖြစ်မယ်လို့ထင်ပါသလားရှင်လက်ခုပ်တဲ့ကြိတ်ကြားချင်ပါတယ်ထင်နေဆိုရင်နည်းနည်းလေးတိုးသေးတယ်ဆိုတော့ဒီဘက်ကပဲပို့ပြီးတော့ဟို confident ပို့ရှိရလားပေါ့ဒီဘက်ချမ်းဖြစ်မယ်လို့ထင်ပါသလားရှင်ဘာလို့စုတစုကိုတိမ့်ပိုက်ထားတဲ့ခါကျ confident တွေကတက်နေလဲပဲအရန်တက် Okay ဆိုတော့တင်ညာပေးချင်ပါတယ်ဒါကျမတို့ Fashion Awards အမျိုးသမီးစုဒီနေ့ညအတွက်အလှပဆုံးစုကတော့ရရှိသွားတဲ့သူကတော့ကျမတို့ Audit Department မှာ Senior Manager McKinney Way ဖြစ်ပါရဲ့ရှင် Congratulations ဘယ်ကလဲရှင်နောက်တစ်ချိန်ထပ်ကျင်ကြပါမယ် Audit Department မှာ Senior Manager McKinney Way ဖြစ်ပါရဲ့ရှင်ကျမတို့ spotlight ထိုးပြီးတော့ light ရှာနေပါတယ်ဒီနေ့ညအတွက်အလှပဆုံး Fashion Awards ကိုရရှိသွားတဲ့ Audit Department မှာ Senior Manager McKinney Way ဖြစ်ပါရဲ့ရှင်ရှိပါသလားရှင်စူရနေတာမသိဘူးနောက်ကိုရောက်နေတာနီးစက်တဲ့ညီမလေးတွေခေါ်ပေးပါလားဟိုထဲမှာတဲ့ဟိုဘက်အခန်းလေးထဲမှာတဲ့အမတ်တရားစုပေးပါပါကျမတို့ဒီနေ့အတွက်ဒါအမျိုးသမီးတဲမှာပေါ့နော်ကျမတို့ Fashion Awards တူရီပဲရွေးချယ်ပါတယ်ရရှိသွားတာကတော့ Audit Department မှာ Senior Manager McKinney Way ဖြစ်ပါရဲ့ရှင် so sweet. Pull me close. Move so slow. Eyes on me. Don't you think it's tricky? We moving slowly, so slowly. ရမ်းလာတာပဲရမ်းလာတယ်အမတ်တရားစုကြည့်မြင်မှာဖြစ်ပါရဲ့ရှင်ဒီနေ့ညအတွက် Fashion Awards ပါ Okay congratulations နောက်တစ်ခါနောက်ခေါက်တဲ့ချိန်နဲ့ကောင်းပြီပေးစီလိုပါရဲ့ရှင်အတူတူနဲ့ရိုက်ပါမယ်အကိုချိုးဘက်လေးကိုတစ်ချက်သွားပေးပါအောင်နော်အကိုဒီဘက်လည်းလေးလုပ်ပေးနော်ကဲဒါအားလုံးစင်မြင့်ထက်မှာတွေ့မြင်နေရတာကတော့ကျမတို့ BOD ညီမချောချောလေးနှစ်ယောက်နဲ့ဒီကနေ့ညအတွက် Fashion Awards ကိုရရှိသွားသူတွေဖြစ်ပါတယ်ရှင် Congratulations